ကိုဘဝကိုကောင်းမွန်ဖို့အတွက်ဘာတွေနဲ့ထိန်းချောင်းကြမလဲဒါလေးကိုတင်ပြချင်ပါတယ်နံပါတ်1စန္ဒကိုသိက္ခာနဲ့ထိန်းပါပုရုဇဉ်လူဆိုတော့လေဟိုဟာရခြင်းဒီဟာလိုခြင်းဟိုလိုလှုပ်ခြင်းဒီလိုလှုပ်ခြင်းဟိုဟာစားခြင်းဒီဟာစားခြင်းဖြင့်ရခြင်းလိုခြင်းစားခြင်းဖြစ်ချင်တာတွေအများကြီးရှိမှာပါအဲ့ဒီကိုဖြစ်ချင်တာတွေကမှဖြစ်တဲ့နာကိုပဲလုပ်ရတယ်ဖြစ်တဲ့နာမှန်သမျှတွေကလည်းဖြစ်နိုင်တာကိုပဲလုပ်ရတယ်ဖြစ်ချင်တယ်ဖြစ်နိုင်တယ်ဆိုပေမဲ့ဖြစ်တဲ့မှာလည်းလုပ်ရတယ်လုပ်ချင်တယ်လုပ်နိုင်တယ်ဆိုပေမဲ့လည်းလုပ်တဲ့မှာလည်းလုပ်ရတယ်အဲ့ဒီလိုမသိလျော်တဲ့အလုပ်တွေအပြောတွေအနေတွေကိုလုပ်ချင်ဖြစ်ချင်ရချင်တာတွေများပြားလာတဲ့အခါကိုယ်အသက်အရွယ်ကိုယ်သိက္ခာကိုယ်မိဘကိုမျိုးရိုးကိုကုံကိုအကျင့်စတာတွေနဲ့ကိုစန္ဒကိုသိက္ခာတရားဖြင့်ထိန်းပါနံပါတ်2အလှကိုအိမ်နေနဲ့ထိန်းပါပုထုဇဉ်လူသားတိုင်းလှချင်ကြမှာပါလှဖို့အတွက်လည်းအမျိုးမျိုးဖီလို့လိမ့်လို့ချဲလို့တလို့အလှတွေပြင်ကြတယ်မဟုတ်လားအမျိုးမျိုးအဝတ်အစားတွေနဲ့လည်းချဲလေဝတ်ဆင်အလှပြင်ကြတယ်ဘယ်လိုပဲအလှတွေပြင်ဘယ်လိုပဲအဝတ်အစားတွေဆင်းလူဟာအိန္ဒြေမစင်ရင်အလှဟာလေးနက်မှုမရှိဘူးအိန္ဒြေဆိုတာမလှုပ်မရှက်သင်းငုတ်တူကြီးလိုနေနေတာမျိုးမဆိုးလို့ပါဘူးကိုအစိုးရဖို့ကိုယုံကြည်နေဖို့ကိုမျက်လုံးကိုမျက်နှာကိုအကြည့်တွေတည်ငြိမ်နေဖို့ကိုရဲ့သွာလာနေထိုင်စားသုံးမှုတွေမှာတည်ငြိမ်ရှိနေဖို့ပါပဲဘယ်လိုပဲအလှတွေလိမ့်ချဲအဝတ်အစားတွေဆင်ရင်ထားပါစေလူဟာအကြည့်အမြင်တွေကလည်းလှုပ်ခတ်နေတာပဲနေတာထိုင်တာသွားတာလာတာတွေကလည်းအိမ်နေရမရလှုပ်ခတ်ပြာရနေတယ်ဆိုရင်သူ့အလှဟာမတည်ငြိမ်ဘူးဘာတွေဝတ်ဘာတွေဆင်ထားတာဘာတွေလိမ့်ချဲထားတာအဲ့ဒီလူဟာမလှပနိုင်ပါဘူးနံပါတ်3မေတ္တာဖြင့်ဒေါသကိုထိန်းပါပုထုဇဉ်လူဆိုတော့လေဒေါသတရားတွေရှိနေမှာပါပဲဒေါသတွေထွက်ကြမှာပါပဲဒေါသတွေနဲ့ပြုလုပ်ကြပြောဆိုကြမှာပါပဲအဲ့ဒီလိုဒေါသတွေဖြစ်လာတဲ့အခါမှာမေတ္တာစိတ်နဲ့ထိန်းရတယ်မေတ္တာစိတ်ဆိုတာသူအကျိုးကိုလိုလားတဲ့စိတ်ပေါ့ဒေါသတွေနဲ့ဆူတော့မယ်ဆဲတော့မယ်ထုတော့မယ်နှက်တော့မယ်ဆိုရင်ငါဒေါသတွေနဲ့သူ့ကိုဆူလိုက်လို့ဆဲလိုက်လို့ထုလိုက်နှက်လိုက်လို့သူ့အတွက်ရောငါအတွက်ရောဘယ်လူကောင်းကျိုးတွေဖြစ်သွားမှာမို့လဲငါမှဒေါသတွေဖြစ်နေခြင်းဟာငါအတွက်လည်းပူလောင်ဆင်းရဲတာပဲဝန်းကျင်အတွက်လည်းပူလောင်ဆင်းရဲစီတာပဲအဲ့ဒါလို့ဒေါသဟာပူလောင်ဆင်းရဲစီတာပဲဆိုတာကိုသိမြင်ပြီးတော့ကိုကောင်းစေခြင်းနဲ့စိတ်ဝန်းကျင်ကိုအေးမြခြင်းနဲ့စိတ်အဲ့ဒီမေတ္တာစိတ်နဲ့ဒေါသကိုထိန်းရတယ်ကိုယ့်ရဲ့ကောင်းကျိုးသူ့ရဲ့ကောင်းကျိုးကိုလိုလားတဲ့မေတ္တာစိတ်ဖြင့်ပူလောင်မှုတက်တက်ရှိတဲ့ဒေါသစိတ်ကိုထိန်းပါနံပါတ်4စိတ်ကိုတတိနဲ့ထိန်းပါစိတ်ဆိုတာကအာရမဏစိတ်တေတီတိစိတ်တံဆိုတဲ့အတိုင်းအာယုန်တွေကိုကြံစီကုသနေမှာပဲစိတ်ဆိုတာအာယုန်တွေပေါ်မှာပြေးလွှားနေမှာပါပဲဘယ်မှမပြေးအောင်ထိန်းဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒီလိုအာယုန်တွေပေါ်မှာပြေးလွှားနေတဲ့စိတ်ကိုလောဘအာယုန်တွေပေါ်မပြေးဖို့ဒေါသအာယုန်တွေပေါ်မပြေးဖို့မာနဆိုတဲ့ရှင်ပြိုင်အနိုင်ယူလဲတဲ့အာယုန်တွေပေါ်မှာမပြေးဖို့တတိလေးနဲ့ထိန်းချောင်းပေးရတယ်အာယုန်တွေပေါ်မှာပြေးနေတတ်တဲ့စိတ်ကိုမေတ္တာအာယုန်တွေပေါ်မှာပြေးဖို့ကရုဏာအာယုန်တွေပေါ်မှာနေဖို့မုဒိတာဆိုတဲ့အာယုန်တွေပေါ်မှာနေဖို့စတဲ့ကောင်းတဲ့အာယုန်တွေပေါ်မှာနေဖို့တတိနဲ့ထိန်းချောင်းရတယ်စိတ်ကိုဘယ်မှမပြေးအောင်လုပ်ဖို့မလွယ်နိုင်သလိုပြေးခြင်းရာပြေးလို့ပြစ်ထားလို့လည်းမသိဘူးဒါကြောင့်စိတ်ကိုတတိလေးနဲ့ထိန်းချောင်းပါနံပါတ်5ဘဝကိုပညာနဲ့ထိန်းပါဘဝဆိုတဲ့စကားလုံးကိုယ့်ရဲ့အဖြစ်လိုပဲနားလည်အောင်လွယ်ပြောချင်ပါတယ်ကိုယ့်ဘဝကိုယ့်အဖြစ်ကိုအသိပညာဉာဏ်နဲ့ထိန်းရတယ်ကိုယ့်ဘဝကိုယ့်အဖြစ်ကအယက်သမားဘဝအဖြစ်ရောက်နေသလားကိုယ့်ဘဝကိုယ့်အဖြစ်ကလူဆိုးတခိုးအဖြစ်ရောက်နေသလားကိုယ့်ဘဝကိုယ့်အဖြစ်က
လူပြင်းလူဖြင့်အဖြစ်ရနေရောက်နေလားကို့ဘဝကို့အဖြစ်ကဆင်းရဲနှိမ့်ကြတဲ့ဘဝဆင်းရဲနှိမ့်ကြတဲ့အဖြစ်ရနေရောက်နေသလားအဲ့ဒါလို့ကို့ဘဝကို့အဖြစ်ဟာဘယ်လိုတွေပဲဖြစ်နေဘယ်လိုတွေဖြစ်နေလဲဆိုတာသိပြီးရင်မကောင်းတဲ့ဘဝမကောင်းတဲ့အဖြစ်ရောက်နေရင်အသိပညာဉာဏ်နဲ့ပြုပြင်ရမယ်ဘဝဆိုတာပြုပြင်လို့ရတယ်ပြုပြင်လို့မရတဲ့အရာမဟုတ်ဘူးငါအယက်သမားဘဝကဘယ်လိုယုံထွက်မယ်ငါဆင်းရဲတဲ့ဘဝဆင်းရဲတဲ့ဖြစ်ကဘယ်လိုယုံထွက်မယ်စသဖြင့်မကောင်းတဲ့ကိုယ့်ဘဝကိုယ့်ဖြစ်ကိုပညာဉာဏ်နဲ့ထိန်းချောင်းပြီးတော့ကိုယ့်ဘဝကိုထိန်းသိမ်းပါဒါကြောင့်အားလုံးအတူချိုးရရင်တစ်လှုပ်ခြင်းဖြစ်ခြင်းစားခြင်းသွားခြင်းဆော့ခြင်းနေတဲ့စိတ်ဆန္ဒတွေကိုသိက္ခာဖြင့်ထိန်းပါနှစ်ကိုယ့်ရဲ့အလှပါတွေကိုကိုယ့်ရဲ့အိန္ဒြေနဲ့ထိန်းပါသုံးကိုယ့်ရဲ့ဒေါသအာဃာတအမုန်းတွေကိုသူ့အကျိုးကိုအကျိုးလူလာတဲ့မေတ္တာစိတ်နဲ့ထိန်းပါနံပါတ်၄အာယုန်တွေပေါ်မှာပြေးလွှားနေတဲ့စိတ်ကိုကောင်းတဲ့အာယုန်တွေပေါ်မှာပဲနေဖို့တတိနဲ့ထိန်းပါနံပါတ်5ကိုယ့်ဘဝကိုယ့်အဖြစ်တွေကောင်းအောင်မပျက်စီးအောင်ပညာနဲ့ထိန်းပါအားလုံးဘဝကိုအကောင်းဆုံးရှောက်လှမ်းနိုင်သူများဖြစ်ကြပါစေ